မိုက်ကဒါကိုစင်ခေါ်မှုတစ်ခုလို့မြင်ပြီးဟိုတယ်ကိုဖုံးဆက်ပေးမဲ့ receptionist ကအဲ့ဒီအခန်းကဘယ်တော့မှမအားဘူးလို့ပြောပြီးဖုံးချသွားတယ်။သူအင်တာနက်မှာရှာကြည့်တဲ့အခါအဲ့ဒီအခန်းမှာတည်ဆုံမှုတွေအများကြီးရှိခဲ့တာကိုတွေ့ရတယ်။မိုက်ကဥပဒေကြောင်းအရာဖိအားပေးပြီးနယူးယောက်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့ editor ကမင်းအဲ့ဒီမြို့ကိုတကယ်ပြန်သွားချင်လို့လားလို့မေးတဲ့အခါမှာတော့မိုက်ရဲ့အသိမ်မှာနယူးယောက်နဲ့ပတ်သက်ပြီးနာကျင်စရာတစ်ခုခုရှိနေမှန်းကျွန်တော်တို့သိလိုက်ရတယ်။ Dolphin Hotel ကိုရောက်တဲ့အခါ Hotel Manager Gerald Olin ကမိုက်ကိုသူ့ရုံခန်းထဲခေါ်သွားပါတယ်။ Gerald ကမိုက်ကိုဒီအခန်းမှာမနေဖို့နှီးမျိုးစုံနဲ့တားပါတယ်။ Lap ထိုးခင်ဒေါ်လာရှိလိုက်တဲ့အရက်ပူလင်ပေးလေ။အစမင်းတင်ပေးချင်း Penthouse အခန်းကိုအလားကားပေးမယ်လို့ပြောတယ်။6လန့်ချင်းဒီအခန်းထဲမှာလူပေါင်း56ယောက်တည်ဆုံးခဲ့ပြီး22ယောက်ကတဘာဝအတိုင်းတည်တာမျိုးမဟုတ်ဘူးလို့ပြောပြတယ်။ Gerald ရဲ့စကားတခုကမှတ်သားစရာပါ။ဒီခန်းထဲမှာတရေရှိတာမဟုတ်ဘူး။ဒီခန်းကိုယ်တိုင်ကယုံမှညစ်ထန်တဲ့အရာ evil ထင်နေတာတဲ့အစေခံမလေးတယောက် bathroom ထဲမိနစ်ပိုင်းလောက်ပိတ်မိုံနဲ့သူ့မျက်လုံးကိုကက်ကြီးနဲ့ထိုးဖောက်ပြီးယူသွက်ပါတဲ့အကြောင်းလေးပြောပြပါတယ်။ဒါပေမဲ့ Mike ကတော့ကျွန်တော်တရေလည်းမယုံဘူးဖျားခင်လည်းမယုံဘူးလို့ပြောပြီးတော့ကိုယူလိုက်ပါတယ်။ Mike အခန်းထဲဆက်ဝင်တဲ့အခါအားလုံးကတာမန်ပါပဲ။တန့်ရှင်းနေတဲ့အခန်းလေးမှာသူကသူ့ရဲ့အတန်ဖန်ဆက် recorder ကိုထုတ်ပြီးမန်နေဂျာကသူ့ကိုကြောက်အောင်အလားကားလုပ်တာလို့မတန်းတင်နေတော့မှပဲ6လန့်မှုတွေစားတင်ပါတော့တယ်။အဆက်လေးတန်ပေးစီခြင်းသိရင် like နဲ့ follow လုပ်ပေးသွားကြပါအောင်။